ကျွန်တော်ရဲ့တကူရေးစာအမြင်စာကိုဖျက်ပြရှင်နေ့မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကျော်ဆောင်ပါဒီနေ့မှာကျွန်တော်ရေးထားတဲ့တကူရေးစာအမြင်ထွေတွေကရှင်းရှင်းမြတ်တာဆိုတော့တင်ဖို့ထားမယ့်အရာပါဆိုတဲ့တကူရေးစာအမြင်စာဖျက်ပြရှင်ပါလေခင်ဗျာရှင်းရှင်းမြတ်တာဆိုတာတင်ဖို့ထားမယ့်အရာရှင်းရှင်းမြတ်တာဆိုတာမမြင်ရပေမဲ့စွမ်းအားကြီးမားတဲ့ drama တစ်ခုပါကျွန်တော်တို့အရှင်းရှင်းမိတ်ဆွေဖွဲ့ကြတဲ့အခါရှင်းရှင်းမြတ်တာကိုနှစ်တာအရှိခံတိဆောက်ကြည့်ပါနှွေးထွေးပြီးရှင်းရှင်းမြတ်တာနဲ့ပြည့်နှက်နေတဲ့ခမရင်းနှီးမှုကိုပြင်ရတတ်ပါတယ်လူတို့များများကလည်းအထက်ကရေးခဲ့တဲ့အတိုင်းမိုက်ဖွဲ့ကြပါတယ်ဒါပေမဲ့ရေရှည်မှာတော့အနှောက်လက္ခဏာဆောင်တဲ့ရုပ်ဝတ္ထုတွေနဲ့တည်ဖို့ဖြစ်လိုက်ကြပါတယ်အဲ့ဒီလိုမျိုးလေးလူတိုင်းကြုံမှုကြမှာပါတချို့မကြုံဘူးတဲ့လူအတွေ့ကအင်မတန်မှကံကောင်းပါတယ်အရှင်းရှင်းတရှိကြတဲ့ရှင်းရှင်းမြတ်တာကိုဘာရုပ်ဝတ္ထုတွေမှတန်ဖို့မဖြစ်ပြဘူးဆိုတာနဲ့ပဲစိတ်လေးကအင်မတန်မှလုံခြုံနေပြီးအကြည်တဲလေးတွေကတကယ်တော့ရှင်းရှင်းမြတ်တာကလူတစ်ယောက်ကိုပြည့်ရှင်စေတယ်ကြည်နူးစေတယ်ကြိုးစားရှင်လေးစိတ်ကိုတိကျစေတယ်ကိုဘာဖြစ်ရှင်တာလေးဆိုတဲ့အနာဂတ်ရည်မှန်းရှိကိုလည်းရှာဖွေတွေးစေတယ်သူ့အလိုလိုနေရင်ကရင်ထဲမှာအကြည်တဲလေးတွေကကြောက်နေရင်တွေကရုပ်စိတ်နေတဲ့ကြောက်စည်းတွေကိုတတောင်းနဲ့စိတ်ယိုပြီးအပြင်ဖေးမှာဖိတ်စင်နေတတ်ပါတယ်ရှုံပြရရင်ကောင်းမွန်တဲ့ပြည့်ရှင်မှုဆိုတာစိတ်မြင့်တဲ့ရှင်းရှင်းမြတ်တာတွေစီကဖြစ်ပေါ်လာကြတာပါဒါပေမဲ့ရှင်းရှင်းမြတ်တာဆိုတာကိုဟန်ဆောင်ပြီးမျောလင်းရှိတဲ့နဲ့လုပ်လို့မရပါဘူးရင်ထဲကသူ့လိုလိုဖြစ်လာတဲ့အရာမို့ရိုးရိုးရရနဲ့မွေးမြူရတဲ့အရာပါတန်ဖို့ဖြစ်ပြရမယ့်အရာမဟုတ်ပါဘူးတန်ဖို့ထားရမယ့်အရာပါဒါပေမဲ့ခုနောက်ပိုင်းလူတို့ရှုကမမြင်ရတဲ့ရှင်းရှင်းမြတ်တာကိုအနှောက်လက္ခဏာဆောင်တဲ့အပြုတ်မှုတွေရုပ်ဝတ္ထုတွေအပြို့အဆိုတွေနဲ့တန်ဖို့ဖြစ်လာကြတယ်တိတိတတ်တာတစ်မျိုးမတိမတာတစ်မျိုးပုံစံအမျိုးမျိုးနဲ့တရှိပြီးတဲ့ရှင်းရှင်းမြတ်တာကိုတန်ဖို့ဖြစ်လိုက်ကြပါတယ်စေစုံနဲ့အဆက်ဆက်ဖြစ်တဲ့လာကြတဲ့ရှင်းရှင်းမြတ်တာမျိုးကိုတောင်းဒီနေ့ကမှပေါ်လာတဲ့ရုပ်ဝတ္ထုတွေနဲ့တန်ဖို့ဖြစ်လိုက်ကြတာကိုလည်းကျွန်တော်တို့ပိုင်းဝင်ကျင်မှာတိတိတတ်တာတစ်မျိုးမတိမတာတစ်မျိုးတွေ့လာရပါတယ်ကျွန်တော်ရဲ့အသိတယောက်ဆိုရင်သူ့ဖေးကသူနဲ့အမတန်မှရှစ်ခရင်းနှီးပါတယ်ဆိုတဲ့တငယ်ချင်းတယောက်ကရှင်းရှင်းမြတ်တာကိုအနှောက်လက္ခဏာဆောင်တဲ့ရုပ်ဝတ္ထုတွေနဲ့တန်ဖို့ဖြစ်လိုက်တာကိုတွေ့လိုက်ရတဲ့လေသူတော်တော်လေးစိတ်မကောင်းဖြစ်သွားတဲ့လေအရှင်သေးမှာဆိုသလိုတငယ်ချင်းကိုလေစိတ်ထရနေပြီးကျေစုတင်မိလိုက်တဲ့လေရှင်းရှင်းဆိုသလိုအနှုတ်ဘေးကိုရောက်လို့မတည့်ဖြစ်သွားတဲ့သူရဲ့စိတ်လေးကိုလေအပေါင်းဖေးကိုပြန်ဆွဲယူလိုက်ပြီးယူရရနဲ့ပြန်ပြီးမွေးမြူလိုက်နိုင်တဲ့လေဘဝမှာတငယ်ချင်းလိုတငယ်ချင်းတွေအများကြီးတွေ့လာနိုင်သေးတာပဲလေသူ့ဖေးကတော့ငကိုရှိနေပြီးတဲ့ရှင်းရှင်းမြတ်တာကိုဘယ်ရာတွေနဲ့မှတန်ဖို့ဖြစ်ပြီးမှမဟုတ်ဘူးတဲ့ဟုတ်ပါတယ်ရုပ်ဝတ္ထုဆိုတာအရှင်တစ်ခုမှသာသူတို့ရဲ့တန်ဖို့ရှိကြတာပါဥပမာဖုန်းတစ်လုံးကဒီလမှာဘယ်လောက်ဆိုပြီးတန်ဖို့တစ်ခုကိုသတ်မှတ်ထားတယ်ဆိုပါစို့နောက်လာကြတဲ့အခါအဲ့ဒီတန်ဖို့ကကြားသွားပြီရှင်းရှင်းမြတ်တာကတော့တန်ဖို့မကြားသွားဘူးတန်ဖို့သတ်မှတ်လို့မရဘူးတန်ဖို့ထားတဲ့လူလေးထက်မှဆိုရင်ပိုလို့တောင်တန်ဖို့ကကြီးသွားတယ်လို့ဆိုစကားရှိတယ်မဟုတ်လားအဲ့ဒါကြောင့်ရှင်းရှင်းမြတ်တာဆိုတာတန်ဖို့ထားရမယ့်အရာပါလို့ဒုတိယအကြိမ်မြောက်ဆိုရှင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တကူရေးစာအမြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒီကျွန်တော်ဖတ်ပြလိုက်တဲ့တကူရေးစာအမြင်လေးပုံမှာအမြင်ရှင်းဖလှယ်လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ